လာပါကျွန်တော်ခုပြမဲ့ပစ္စည်းလေးက Ugreen ပေါ့နော် Ugreen ရဲ့130 watt ကိုမှာ2000 mAh battery power နဲ့ power bank ဖြစ်ပါတယ်ဒီ power bank ကပေါ့နော်2000 mAh battery power ပြီးတော့ flight approved လေးဖြစ်ပါတယ်ပြီးလို့ရှိရင် safe charging ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကောင်က iOS ကော Android ကောအတွက်လုံးဝအဆင်ပြေတယ် PD 3.0 နဲ့လာတယ်ပြီးလို့ရှိရင်သူ့ကိုအသွင်းဖို့လို့အတွက်ဆိုလို့ရှိရင်100 watt ထိအသွင်းလို့ရတယ် laptop တွေ tablet တွေ mobile phone တွေပြီးပြီဆိုလို့ရှိရင်ဒီမီးအိမ်တွေပေါ့နော်ကင်မရာတွေနိုင်တွေအဘတ်တွေပြီးရင် Nintendo Switch တွေလည်းအသွင်းလို့ရပါတယ် Okay ဒါလေးကိုကျွန်တော်ခုဖောက်ပြမှာဖြစ်ပါတယ်ခုနတော့ကျွန်တော်ဒီကောင်ကိုဆွဲထုတ်ထားတယ်ပေါ့နော် Okay အဲ့တော့ဒီမှာဖွင့်လိုက်ခြင်းပါဒီပုံစံလေးနဲ့လာပါတယ်သူကဒါလေးကိုဖွင့်ရမယ်โอเคဒီထဲမှာ Ugreen ရဲ့ manual ပုတ်တွေပါမယ်ပေါ့နော်သုံးပြုနေလမ်းညောပြီးတော့မပါအောင်မလဲကျိုး Okay ဒါပဲဒီမှာကတော့ပါရာလေးကိုကျွန်တော်တို့တစ်ချက်ဖွင့်ကြည့်မယ်အသွင်းကြိုးတစ်ခုပါပါတယ်ပါပါ Ugreen အသွင်းကြိုးတစ်ခုပါမယ်ပြီးတော့ power bank ထည့်ဖို့အိတ်ကလေးပေါ့နော် Okay တိတ်တိတ်လေးပဲဗျအသုံးကြီးကအရင်မကြည့်ဘူးပေါ့နော်သူ့ကိုကျွန်တော်တို့ကဒီတိုင်းဇွဲကုံပေါ်မှာထားပြီးတော့ဒီတိုင်းထားပြီးသုံးဖို့လို့အတွက်ဒါဒီနားမှာတောက်ကလေးပါတာဖြစ်ပါတယ် Okay တော်တော့မကြီးနေဘူး2000 mAh ဆိုတော့စိတ်ထဲမှာတော်တော်ကြီးနေလိမ့်မယ်ထင်တာဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့က Xiaomi ရဲ့165 watt power bank ပေါ့နော်သူကတော့ကျိုးပါပြီးသားဒီကောင်ကတော့ဘေးကနေကျိုးသီးသန့်သုံးရမှာဖြစ်ပါတယ်ဒါကတော့ထိုင်းကိုတဲ့တရားဝင်တင်သွင်းထားတဲ့ဒီ Ugreen လေးကျွန်တော်ထိုင်းကနေမှာထားတာပါစပ်ခွင့်လိုက်တဲ့နဲ့ခုနရုပ်ကလေးတစ်ခုနဲ့တက်လာတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ type C output နှစ်ခုရမယ်ဒီ type C output တစ်ခုကတော့100 watt နဲ့အတွင်းထုတ်လုပ်လို့ရမယ်ဒါကတော့ output 2ပေါ့နော်ဒီ100 watt နဲ့အတွင်းထုတ်လုပ်လို့ရတဲ့ကောင်လေးကတော့ကျွန်တော်တို့က in out ရမယ်ပေါ့နော်ဒီပါပါဒီကောင်က in out ရမယ်ဒါကတော့ output ပဲရမယ်ဒီကောင်လည်း output ပဲရမယ်ပေါ့တိတ်တိတ်လေးပါပဲအရန်ကြီးမကြည့်ပါဘူး Okay ဒီမှာဒါက Xiaomi ရဲ့165 watt ပေါ့နော်ဒါ Xiaomi ရဲ့165 watt ကတော့ဒါရှင်းတယ်ဒီနောက်မှာအသွင်းကြိုးတစ်ခုပါမယ်ဒီမှာကြိုးတစ်ခုပါမယ်ဒါပဲပြီးသွားရင်သူကတော့အပေါက်3ခုပါမယ် Okay ဒါလေးကိုလိုချင်ရင်မိတ်ဆွေတို့ရဲ့အစီအမံဝယ်ရရှိနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျတတာ